စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်စနေသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ကိုတဲတော်က9ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောသရံစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူတော်မင်္ဂလာချမ်းကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်လာပါနော်ကျွန်တော်ယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်နော်အပတ်စဉ်နေ့စဉ်ပြုလုပ်ပေးတဲ့ရေရာကြီးတွေကိုလည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောပြချင်ပါတယ်ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာတနင်္ဂနွေနေ့မနေ့7နာရီရောက်တိုင်းစုပေါင်းပြီးတော့ခင်မွန်းကြီး10ပါကြော့တဲ့အလှရေရာပွဲရှိပါတယ်နော်မြေသူမစိုးလာပြီးတော့ခင်မွန်းကြီး10ပါကိုတောင်းပန်တာကြော့တာရေရာတွေအလှတွေပြုလုပ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကြားသာအင်္ဂါနေ့နဲ့စနေနေ့မနေ့7နာရီမှာတိုးချင်းတယောက်ချင်းလိုက်တည်တံ့ပြုလုပ်တဲ့နဝင်းပွဲရေရာရှိပါတယ်။နောက်ကျွန်တော်တို့အင်္ဂါနေ့ညမှာတော့ဓာတ်ကြီးလေးပါလူရေရာပွဲကြီးရှိပါတယ်။ဗုဒ္ဓဦးနေ့ကတော့ပိတ်ရက်ပါနော်။နောက်တစ်ခုကကျွန်တော်ကြာသပတေးနေ့မနေ့7နာရီမှာခေါင်းဆေးမင်္ဂလာရေရာရှိပါတယ်။တောက်ကြနေ့မနေ့7နာရီမှာတော့တရားပွဲရေရာရှိပါတယ်။ဒါ9ရက်သားသမီးတွေအတွက်ကျွန်တော်ယူတော်မင်္ဂလာချမ်းကနေပြီးတော့နေ့စဉ်နေ့တိုင်းပြုလုပ်ပေးနေတဲ့ရေရာတွေဖြစ်ပါတယ်။အခမဲ့မေတ္တာသက်သက်စေတနာသက်သက်နဲ့ဆောင်ရွက်ပေးတဲ့ရေရာကြီးဖြစ်တဲ့အတွက်မြေသူမစိုးလာပြီးတော့ရေရာတွေပြုလုပ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတချို့ဘေးတင်သင်တန်းတက်ကျင်တဲ့လူတွေဆိုရင်တော့ကျွန်တော်တရက်နေ့ကနေပြီးတော့10ရက်နေ့ထိလစဉ်သင်တန်းတွေရှိပါတယ်အဲ့တော့အခု2လပိုင်း1ရက်နေ့ကနေ2လပိုင်း10ရက်နေ့ထိဘေးတင်လက္ခဏာတဲတော့သင်တန်းရှိပါတယ်တဲတော့ဗေဒလက္ခဏာသင်တန်းရှိပါတယ်အဲ့တော့သင်တန်းကျေဘယ်လောက်ပေးရမလဲပေးကြမလို့ပါဘူးစရိတ်ငိမ့်သင်ပေးတဲ့သင်တန်းဖြစ်ပါတယ်မြေသူမစိုးလာရောက်ပြီးတော့သင်တန်းတက်ရောက်နိုင်ပါတယ်နော်အဲ့တော့စနေသားသမီးတွေအတွက်ကျွန်တော်တို့နမိတ်ဖတ်ပါမယ်စနေသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်ကကြတော့ဒုံနှစ်ချောင်းနဲ့ဆိုတဲ့နမိတ်ကြာလာပါတော့ဒုံချောင်းတွေကဘာကိုညွှန်ပြတာလဲဆိုတော့အသစ်ပေါ်ပေါက်ခြင်းလို့ညွှန်ပြလက်ထဲမှာကဘာလုံးကိုကင်ထားတဲ့နမိတ်ကြာပါဒီနမိတ်ရာဆိုရင်တော့ကြီးမားတာကျယ်ပြန့်တာညွှန်ပြတဲ့နမိတ်ပါနောက်လူမျိုးသားဘာသာကြားတွေကိုညီမဆတတ်တဲ့ကံကြမ္မာနမိတ်ကြာတယ်နိုင်ငံခြားတိုင်းပြည်တွေနဲ့ပတ်သက်တဲ့အလုပ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေသင်တန်းတွေဖြစ်မြောက်ပြီးတော့အောင်မြင်မဲ့ကံတရားမျိုးရှိပါတယ်။နောက်စနေသားသမီးတွေဟာအလုပ်နဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းမွန်တဲ့အချိန်ကာလလို့ပြောမှဆိုရင်မမှားပါဘူးနော်။အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေကြီးကြီးမားမားလေးထားသင့်ပါတယ်။လုံတုံးကတော့တေးသေးလေးပါပဲဖြစ်မြောက်အောင်မြင်လာတဲ့အခါကျတော့ heavy ဖြစ်သွားတာမျိုးကံတရားမျိုးပါပဲ။ငါကြီးလှုပ်လိုက်ရင်ကောင်းတာလို့အဲ့လိုမျိုးတွေးမိလောက်တဲ့အထိလုပ်ငန်းတွေကြီးပွားသွားတာတို့လုပ်ငန်းတွေကြီးထွားသွားတာတို့ကံကြမ္မာတွေအောင်မြင်သွားတာတို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားတွေးပြီးတော့ချိန်ဆနေရတဲ့အလုပ်တွေရှင်အင်တိုင်းအားတိုင်းလုပ်တင်ပါတယ်အကျိုးလည်းပေးတတ်တယ်ကံလည်းကောင်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လူမျိုးသားဘာသာကြားတွေအကျိုးပေးတတ်တယ်နိုင်ငံသားတွေနဲ့ပတ်သက်ရင်အကျိုးပေးတတ်တယ်ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေထူးထူးခြားခြားအကျိုးပေးတတ်စနေသားသမီးတွေမှာအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းလုပ်ကင်ဆောင်ရွက်နေတဲ့စနေသားသမီးတွေရှင်ဒီကာလကိုဖုတ်ကက်ထားပါဒီကာလကိုနည်းနည်းလေးအာယုံစိုက်ပြီးတော့ကြိုးစားဆောင်ရွက်တင်ပါတယ်နော်နောက်ယာတုတိုးခြင်းတွေလသာတိုးခြင်းတွေနေရာကောင်းရာခြင်းတွေလည်းရရှိနိုင်တဲ့ကံတရားမျိုးရှိပါတယ်အဲ့တော့အလုပ်တွေကတော့ဒါကြီးဖြစ်မြောက်မယ်အောင်မြင်မယ်နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာကကြတော့တဆေးတပယ်ဆိုတဆေးကတ်ကြတာပေါ့နော်တဆေးကတ်ကကြတော့အလိန်ခံတတ်တယ်ငွေကြေးကိုအကြောင်းပြုပြီးတော့အလိန်ခံတာတို့ငွေပေးငွေယူလုပ်ငန်းတွေလုပ်ကိုင်နေတဲ့စနေသားသမီးတွေဆိုရင်တော့အထူးသတိထားသင့်တယ်အချိန်ကာလမျိုးဖြစ်ပါတယ်ပတ်စံချီတာငါတာအာမခံတာတွေလုံးဝမပြုလုပ်သင့်ပါဘူးပတ်စံချီတော်တော်နဲ့ပြန်တောင်းမရတာမျိုးတွေဖြစ်တတ်တယ်နေရွှေ့ညရွှေ့တာမျိုးတွေဖြစ်တတ်တယ်ကိုယ်အနေနဲ့ပတ်စံချီတာတယ်ဆိုရင်လည်းအစတုန်းကအေးချမ်းချမ်းလေးရနေပြီးတော့ဖုတ်ပူမွေးတိုက်တွေငွေတောင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့စနေသားသမီးတွေငွေကြေးနဲ့ပတ်သက်ရင်အရှုပ်ထွေးလေးတွေမလုပ်သင့်ပါဘူးနံပါတ်1နံပါတ်2ကဖြတ်လန်းစီးပွားရေးတွေမလုပ်သင့်ပါဘူးနောက်လူမှုရေးကံတာမှာကြတော့လူလိန်လူကောက်ကလိန်အဲ့လိုမျိုးလေးတွေနဲ့ကြုံရတတ်တယ်ပေါ့နော်လူမှုရေးနည်းနည်းသတိထားပါနောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတာမှာကျဲပွင့်3ပွင့်တဲ့နမိတ်ကြတယ်ကျဲပွင့်3ပွင့်ရဆိုရင်တော့အင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကင်ဆောင်ရွက်ပြီးတော့
အောင်မြင်မှုရသွားတတ်ပါတယ်အမွေကိစ္စတွေအောင်မြင်တတ်တယ်ဆွေမျိုးသားချင်းတွေနဲ့အတူတကွအလှူအတန်းကြီးကြီးမားမားဆောင်ရွက်ရတတ်တယ်ဘာသာရေးခရီးတွေတွားရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးစိုးရွားရွားအញ្ញံခိုက်တွေမရှိပါဘူးဥပဒံကြောင့်ဥပတ်ရောက်တတ်တာကိုစနေသားသမီးတွေမမေ့ပါကိုကတကယ်ကြတော့နေရကောင်းပြီးသားပါပဲဒါပေမဲ့ကိုကိုနေမကောင်းလားမသိဘူးငါမှကင်းစားများဖြစ်နေသလားမသိဘူးငါမှဘာဖြစ်နေတာအဲ့လိုမကောင်းတဲ့ဥပဒံကြောင့်ကိုမှကျမ်းမာရေးညံ့သွားတတ်ပါတယ်နော်ကျမ်းမာရေးပုံမှန်အပြင်ဆိုရင်ကိုစိုးရင်တလို့မဖြစ်ဘူးကိုစိတ်ပူတလို့မဖြစ်ဘူးကောင်းမွန်မဲ့ကံတရားမျိုးရှိတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာတဲ့သင်တန်းကိစ္စတွေတဲ့ငွေကုန်ကြီးကြတွေများနေတတ်ပါတယ်နော်အဲ့တော့ဘာသင်တန်းတက်နေနေကြောင်းတက်နေနေပတ်စံမလိုက်နိုင်တာတဲ့နောက်ကပတ်စံကိစ္စတွေအတွက်ပြန်ပြီးတော့ပူပန်နေရတာအဲ့ဒါကြောင့်မလို့ပညာရေးကိစ္စတွေမှာအခက်အခဲလေးတွေဖြစ်တတ်တဲ့ကံသာတာမျိုးရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီစနေသားသမီးများအတွက်အခြေအိမ်တော်ရေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့စေရထားဆိုတဲ့နမိတ်ကြတော့ဗောနော်စေရထားနမိတ်ကကြတော့နည်းနည်းလေးညံ့တာဗောအတိုက်ခံဖြစ်တယ်တကြက်ဖြစ်တယ်တော့အခြေရဲ့အတွက်စိတ်မောလူမောဖြစ်ရတတ်တယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်အဲ့တော့တယောက်နဲ့တယောက်မတည့်သလိုဖြစ်နေတတ်တယ်တကြက်ဖြစ်နေတတ်တာမျိုးတွေကြုံရတတ်တယ်အခြေအိမ်တော်ရေးနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားဖို့ကောင်းပါအဲ့တော့စနေသားသမီးတွေရဲ့ကံတာမှာအကောင်းဆုံးဆိုတဲ့ကတ်တွေကဘာတွေလဲဆိုတော့စီးပွားရေးနဲ့ပတ်သက်တဲ့ကတ်အလုပ်ကိုင်းနဲ့ပတ်သက်တဲ့ကတ်ငွေအဲ့ဒါတွေတော်တော်လေးကောင်းတယ်နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံအဲ့ဒါတွေတော်တော်လေးကောင်းပါတတိထားစရာကတ်လေးတွေကဘယ်ကတ်လေးတွေဖြစ်မလဲဆိုရင်နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံနောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံအခြေရဲတို့အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံအဲ့ဒီအပိုင်းတွေမှာကြတော့နည်းနည်းလေးစိတ်ညစ်ရတာပေါ့နော်နည်းနည်းလေးအခက်အခဲလေးတွေကြုံရတတ်တယ်စိတ်မောလူမောလေးတွေဖြစ်ရတတ်တယ်ဒေါသဖြစ်စရာလေးတွေကြုံရတတ်တယ်အဲ့ဒါလေးတော့သတိထားဖို့လိုအပ်ပါတယ်တနေ့သားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်နဲ့အနဲ့ရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်အနဲ့ရောင်အပြာရောင်ဝတ်ပါစောင်းပါကိုမဥမာအင်တာဗျူးဖြေတာအလုပ်သွားကြောက်တာအကျွေးသွားတောင်းတာပေါ့နော်ကိုမအကြောင်းချင်းကိစ္စရှိရင်အနဲ့ရောင်နဲ့အပြာရောင်လေးတွေဝတ်ပါစောင်းပါနောက်ထီတိုးတာတွေကံသမက်တို့တွေဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်9ကနန်း6ကနန်းဟာကောင်းပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းသီးမုံတို့ထမ်းမြစ်တို့လူတန်းပြီးတော့ဆူတောင်းပါတဲ့မကောင်းတဲ့ကံသာတာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါစနေသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြအောင်ကံကြမ္မာဆိုးကောင်းများအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ဖတ်ကြားပေးကြတာဖြစ်ပါတယ်စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြည့်ပါစေเนาะဘဝလမ်းခီးကိုအေးချမ်းသာယာစွာနဲ့ပူပန်သောကကင်းစွာနဲ့ကြောင်းကြကင်းစွာနဲ့ရှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများလိုက်လဲပို့သလိုက်ပါတယ်